ဆောကနနီဒီဝိပြတဲ့ကျိုးလေးတွေကိုပေါ့နော်ဒီဇိုင်းဘယ်နှမျိုးရှိလဲလို့မေးထားတဲ့ချစ်ဆုံးလေးတွေအတွက်နနီပေါ့နော်သတင်းကောင်းလေးပါချင်တာရှိတယ်ဒီကလေးကနနီဒီမှာပေါ့နော်ဒီဇိုင်းလေးမျိုးရှိရဲ့ချစ်ဆုံးလေးဒီဇိုင်းလေးမျိုးကကြတော့ပေါ့နော်ပထမဒီဇိုင်းတစ်မျိုးကတော့ပေါ့နော်ဒီလိုမျိုးနနီ level မှာဆွဲထားတဲ့ကျိုးမျိုးပေါ့နော်သူက adjust ပါတဲ့အတွက်ပေါ့နော်အရှည်လုပ်ဝေလို့လည်းရတယ်အတူလုပ်ဝေလို့လည်းရတယ်ပေါ့နော်ဒီမှာဒီလိုမျိုးချစ်စရာလေးပါဒါလေးကဘယ်လိုလူတွေဝစ်တင်လဲဆိုတဲ့အခါနနီတို့ပေါ့နော် daily ဆွဲဖို့မဟုတ်ပါဘူးနနီတို့ပေါ့နော်အလူပွဲတွေပါရေးသွားတဲ့အခါမှာဒီလိုရိုးရဝစ်စုံလေးတွေပေါ့နော်ခက်ခက်နနာလေးသွားချင်တဲ့သူတွေအတွက်ကတော့မရှိမပြေဝယ်ထားတဲ့ကျိုးလေးတွေဖြစ်ပါတယ်ရနိုင်တာပထမဒီဇိုင်းကဒီဒီဇိုင်းတစ်မျိုးရမယ်ဒုတိယရနိုင်တဲ့ဒီဒီဇိုင်းလေးပေါ့နော်ဒီဒီဇိုင်းလေးကိုလည်းအထူးတက်လေးပြောချင်တာဗာလဲဆိုတဲ့အခါကျတော့ပေါ့နော်ဒါကနှစ်ပေါင်းမပါဘူးကို့မှာနာအပေါက်မပါဘူးဒီလိုမျိုးနှစ်ဆွဲလေးတော့ဝစ်ချင်တယ်နာအပေါက်မပါဘူးနှစ်ပေါင်းဖောက်ရတယ်ဆိုတဲ့သုံးလေးဝစ်လို့ရတယ်ဘာလို့ဆိုတော့သူ့ရဲ့အားသာချက်ကပေါ့နော်ညက်နဲ့ကလေးမို့လို့ပေါ့နော်နာအပေါက်မပါလဲဝစ်လို့ရတယ်ပေါ့နော်ဒီဒီဇိုင်းလေးရမယ်ပြီးတဲ့အခါကျတော့သုံးလေးနောက်ထပ်ရမယ်ဒီဇိုင်းလေးကဒီဒီဇိုင်းလေးရပါမယ်မာဒီဒီဇိုင်းလေးရပါမယ်နော်ဒီမှာဒီဒီဇိုင်းလေးရပါမယ်ပြီးတဲ့အခါကျဒီထဲမှာရှိနေတယ်ပေါ့နော်ဒီကာလာလေးရမယ်ဒီထဲမှာရှိနေတဲ့ဒီကာလာလေးရပါမယ်ချစ်ဆုံးတို့ဒီကာလာလေးနော်ဒီလိုမျိုးဒီကာလာလေးရပါမယ်ဒါလေးတွေကိုရောင်းချပေးတဲ့အခါမှာနွယ်နီကတယ်လီရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချစ်စင်းနဲ့ရောင်းပေးပါတယ်ဒါပေမဲ့လို့ပေါ့နော်ပို့ဆောင်တဲ့ခါဆက်သွယ်ရလွယ်ကွာစီပို့ကလေးတော့ကြိုးယူတဲ့ပို့ကလေးတွေရောက်ပြီဆိုတာနဲ့သက်ဆိုင်ရာတယ်လီနဲ့အပြီးတော့ချစ်ဆုံးတို့လက်ထက်ကို3-5တို့ရောက်ပြီတောင်းလဲတင်းကောင်းလေးပိုင်းနဲ့ပေါ့ချစ်ဆုံးတို့ရိုးရဝတ်စုံလေးနဲ့ခက်ခဲနနာလေးရချင်တယ်ဆိုတော့ Viber 3992560660မှာဆက်သွယ်စုံစမ်းမြင်းပြီးတော့ဝယ်ယူအားပေးလို့ရတယ်ဒါလေးရောင်းချပေးတဲ့အခါမှာတယ်လီရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချစ်စင်းနဲ့ရောင်းချပေးတော့ညလဲပို့ဆောင်တဲ့ခါဆက်သွယ်ရလွယ်ကွာဆိုတော့ပို့ကလေးကိုကြိုးယူတဲ့ပို့ကလေးတွေရောက်ပြီဆိုတာနဲ့သက်ဆိုင်ရာတယ်လီနဲ့အပြီးတော့ချစ်ဆုံးတို့လက်ထက်ကို3-5တို့ရောက်ကြောင်းလဲတင်းကောင်းလေးပိုင်းနဲ့ပေါ့နော်တကယ်ပုံမှာဒီလိုမျိုးလေးရချင်တယ်ဆိုရင်တော့အမြန်ဆုံးပဲလာခဲ့ပါရပါမယ်ဘာလို့ဆိုပစ္စည်းလေးတွေကပေါ့နော်အလေးထလေးပဲရလာတာဖြစ်တဲ့အတွက်ရချင်တဲ့သူကတော့ခက်တွက်လေးလာခဲ့ပါတော့မင်းပြပြချင်ပါတယ်ဒီပနိုင်ငံကဝယ်ယူအားပေးတော့မယ်ဆိုတော့ငွေကြိုလွှဲရပါတယ်ငွေလွှဲလေးရောက်ပြီဆိုတော့နဲ့သက်ဆိုင်ရာကာကိုလေးနဲ့ပြီးတော့ချစ်ဆုံးတို့လက်ထက်ကိုတပတ်10ပြီးတော့ကြောင်းလဲတင်းကောင်းလေးပိုင်းနဲ့ပေါ့နော်ဒီနှမျိုးတွေကိုမှမြန်မာငွေကျပ်4000စုံလေးနဲ့ရောင်းချပေးမှာဖြစ်တဲ့အတွက်ရချင်တယ်ဆိုတော့မြင်မြင်လေးလာခဲ့ပါရှင့်